ဘုရားလောင်းသိရထမင်းသားနဲ့တရက်ထဲတစ်ချိန်နဲ့မှအတူတူမွေးဖွားခဲ့ကြတဲ့ဖွားဘတ်တော်9ဦးနံပါတ်1အာနန္ဒာမထေနံပါတ်2ကမြတ်စွာဘုရားတပ်ပိညုတဲ့ဉာဏ်ကိုရရှိတော်မူခဲ့ရာမဟာဗောဓိညောင်ပဲနံပါတ်3ကာလုဒာယီအမတ်နံပါတ်4ယသောရယာဒေဝီနံပါတ်5ကဘုရားလောင်းတောထွက်ရာတွင်အတူလိုက်ပါသွားခဲ့သောစန္ဒအမတ်နံပါတ်6ကတန်ခအေလဥပ္ပလပုံနရီကလို့ခေါ်တဲ့ရွှေအိုးကြီး၄လုံးနံပါတ်9ဘုရားလောင်းတောထွက်ရာတွင်စီးခဲ့သောကနကမြင်းဒီအရာ9ခုဟာဘုရားလောင်းသိရထမင်းသားနဲ့တရက်တည်းတစ်ချိန်တည်းမှာမွေးဖွားပေါ်ပေါက်ခဲ့ကြတာဖြစ်သောကြောင့်ဖွားဘတ်တော်လို့သတ်မှတ်ခဲ့ကြပါတယ်နှလုံးစိတ်ဝါအေးချမ်းကြပါစေ